ရှင်ရဲ့ဘတ်တော်များကိုတည်ခါခွင့်ရတဲ့ကြောင့်ရှင်စွာဖျားတဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့ဒီတော်နဲ့သက်ဆိုင်တဲ့အခြေပြုချက်ချက်ကိုအော်ရီကိုပေါ်လာစားပထမဆုံးခန်းကြီးကိုအငယ်26ဆက်ပြီးပြပါတယ်အော်ရီကိုပေါ်လာစားပထမဆုံးထို့ကြောင့်ငါပြီးတော့အခါအမှတ်တမဲ့ပြီးဒီမဟုတ်လက်ဖွင့်တတ်သောအခါအာကာသကောင်းကင်ကိုသာထိုး၍တတ်သည်မဟုတ်သူတစ်ပါးကိုဆုံးမပြီးမှကိုယ်တိုင်ရှုံးတော်သူဖြစ်ရမည်ကြောင်းကိုထိုး၍ဖြစ်စေ၏တိုင်ကျော်ဒုရှမကလေးအိုင်ဇွန်ငိုင်ကပ်ငိုင်ရိုင်းထွေခတ်ရမုံဘုံဖက်ငိုင်ထွေကောက်အိုင်အင်းထွေဘုံဖက်ငိုင်ထွေကောက်အိုင်ရှာမရှာကကဖက်တရာခုံးမအဖာငိုင်ခုနန်စုံကောက်အိုင်ခုံးတူကညီအခုဖက်ငိုင်ထွေကောက်နာတိုင်ဖက်ရှိကဝဲအိုင်ကျမတို့လူတိုင်းကပါနိုင်ရှိတယ်ပါနိုင်ရှိတယ်လို့ပြောရင်တစ်ခါလေကြာရင်ဘာမှမသိတဲ့ဟာလေရှိတော့ရှိတတ်တယ်များသောအဖြစ်ကတော့ပါနိုင်ရှိတယ်ဒါပေမဲ့တစ်ခါတလေကြာရင်တော့ဘာလည်းမသိဘူးကွာဆိုတဲ့ဟာလေးရှိတယ်ဒါပေမဲ့ကျမတို့ခိုင်ကြပါနိုင်လို့ကလေးတွေနိုင်ပြီးပြောတတ်တယ်အခုကြောင်းတက်နေတဲ့ကလေးတွေဆိုရင်သူတို့ပါနိုင်ကပါလေဟာသူတို့ဘာလို့ချင်တယ်ဆရာဝန်ဖြစ်ချင်တယ်လူဆရာမဖြစ်ချင်တယ်လူအမှုပညာမှာထူးချွန်ချင်တယ်လူအမျိုးမျိုးရှိတယ်သူတို့ပါနိုင်အဲ့ဒီပါနိုင်ကိုရအောင်သူတို့ကြိုးစားနေကြတယ်အဲ့တော့အခုကျမတို့များသောအဖြစ်အပ္ပိမှာအကြောင်းလည်းမတက်တော့ဘူးအလုံးလုံးနေတယ်အိမ်မှာကလေးထိနေတယ်အဲ့လိုဆိုတော့ဘဝမှာပါနိုင်ရှိသလားဆိုရင်ဟာဘဝမှာပါနိုင်ပါလေငါတို့အခုအဲ့ဒီဟာထားမဲ့အချိန်မဟုတ်တော့ဘူးငါတို့အသက်အရွယ်လုံပြီအဲ့ဒီအချိန်ကိုငါတို့လုံမြောက်ခဲ့ပြီးပြီဒါကလူငယ်တွေနဲ့ပဲဆိုင်တယ်ဆိုပြီးမှနေရင်တဲ့ကျမတို့အသက်တွေကြီးလာပြီးတော့တည်သွားကြတယ်ကျမတို့ယုံကြည်သူတွေကတခါတလေဒီလိုပဲတွေးတယ်အဲ့လိုပဲကျမတို့အသက်ရှင်နေပေါ့အဲ့တော့ဒီနေ့ကျမတို့ယုံကြည်ခြင်းရဲ့ပန်းတိုင်ကကျမတို့ဘာလဲဆိုတာကစဉ်းစားကြည့်ဖို့အားလုံးကိုယဉ်ပြခေါ်ပါတယ်တော့ကျမဘာလေးခုအစားပြုချင်ပါတယ်လို့ကလေးလေးတယောက်သူ့အိမ်နာကတစ်ပင်ကိုတက်တယ်ဘာလို့ဆိုအဲ့အပေါ်မှာသူကညက်တိုက်ကိုနေတဲ့ချိန်ကျတော့သူအရန်ကြည့်ချင်တယ်သူကစူးစမ်းပြီးမှသူကအောက်မှာဒီသားထောက်ပြီးဖြည်းဖြည်းသူတက်သွားတယ်အပေါ်ကိုရောက်သွားတဲ့ချိန်မှာသူတွေ့တယ်ညက်တိုက်လို့သူတွေ့ကြည့်ပြီးမှသူပြန်ဆင်းမယ်ဆိုလို့ဒီချိန်သူကအရန်မြင့်သွားတော့သူမစီရတော့သူအရန်ကြောက်သွားတဲ့ချိန်မှာဘေးနာကအိမ်ဒီချင်းကလာမှခါလေးခါတာယူလာပို့ပြီးမယ်ခုံချလိုက်ဦးစီဟမ်ပေးမယ်လို့ပြောတော့ကလေးကအရန်ကြောက်တယ်အရန်ဟိုမြင့်ကြီးပဲတာဦးလေးဖမ်းနိုင်တာပြုတ်ကြပြီးခုဖြစ်သွားမယ်ပေါ့သူစီရဲစုတော့ပေါ်ကနေပဲငိုနေတဲ့ချိန်မှာအဖေကရောက်အဖေကရောက်လာပြီးကလေးကိုပြောတယ်ဆိုတော့တာအောက်ကိုမကြည့်နဲ့အဖေကိုပဲကြည့်ကတိပေးတယ်တာမပြုတ်ကြစေရအောင်အဖေဖမ်းမယ်ခုံချလိုက်လို့ပြောတော့ကလေးကခုံချလိုက်တယ်ဆိုတော့ဒီနေ့ကျမတို့ယုံကြည်သူတွေဖျားကိုယုံတယ်လို့ကျမတို့အမြဲတမ်းပြောတယ်ဒါပေမဲ့ကျမတို့ဘာလို့ချင်တာလဲဆိုတော့ကျမတို့ကတက်တောင့်တက်တာဖြစ်တာကျမတို့လုပ်ချင်တယ်အရန်ကြီးဟိုစိတ်ပြက်စီဟာကောင်းတဲ့ဟာဝမ်းနဲ့ပူဆွေးဖြစ်ရတဲ့ဟာတွေကျမတို့ဘဝမှာ challenge တွေဖြစ်လာတယ်ကျမတို့ risk ယူရမှာဟာဆိုကျမတို့သိနေချင်တယ်အမလို့ဒီလိုပူဆွေးတော့ကမျိုးတွေစိတ်ညစ်ရမယ့်ဟာတွေစိတ်တက်ကြရမယ့်ဟာတွေရှိလာတယ်ကျမတို့သိမြင်ဆိုင်ချင်ဘူးဒါတွေရင်ဆိုင်ဖို့ကျမတို့ကကြောက်တယ်ကျမတို့ကြားစာမှာပါပါတယ်ဆိုတော့ကျမတို့ရဲ့ယုံကြည်ခြင်းကိုသူကတင်ပေါ်နဲ့ခိုင်နိုင်ထားတယ်ဒီအကြောင်းအရာကျမတစ်ခါပြောဘူးလေယုံကြည်ခြင်းကိုဘာလို့တင်ပေါ်လို့ပြောတယ်လဲတင်ပေါ်ကရက်နေတဲ့အချိန်တော့ကြောက်ချတာဟုတ်တယ်ကြောက်မချတဲ့ရက်လို့ရဒါပေမဲ့တင်ပေါ်ရဲ့ရည်ရွယ်ချက်ကရက်နေလို့သူကပင်လေကိုထွက်ဖို့ဖြစ်တယ်အဲ့တော့ပင်လေကိုထွက်ပြီးဆိုရင်လေပြင်းတွေရှိတယ်မုန်တိုင်းတွေရှိတယ်အခက်မတင်လည်းပင်လေတွေလည်းရှိမှာပေါ့ဒါပေမဲ့သူကအဲ့ဒီ risk ကိုယူပြီးမှသူပင်လေကိုထွက်ရတယ်အဲ့တော့အဲ့ဒီပင်လေတွေကိုထွက်ရင်ဒါမျိုးတွေကြုံရမယ်မုန်တိုင်းတွေရှိပါဘူးကြောက်လို့မထွက်တော့ဘူးဆိုပြီးမှပဲနေလိုက်ရင်ဒါတင်မိုးရဲ့ပုံပြင်ကာရမဟုတ်တော့ဒါကဟိုစားတော့ဆိုင်တော့ဗာလဲဒီသူများဖွင့်စားတဲ့ဟာမျိုးတော့ပဲဖြစ်တယ်ဒါတင်မိုးကိုဟုတ်တယ်အဲ့တော့ခုနရဲ့ကလေးဆိုရင်သူအန်ဒီရဲ့ကိုသူမသိဘူးလားသူသိတယ်ဘာလို့ဆိုဒါပြုတ်ကျသွားရင်ခုဖြစ်မယ်သူသိတယ်ဒါပေမဲ့အဲ့ဒီအန်ဒီရဲ့တဲ့သူကသူ့အဖေရဲ့အကြည့်ကိုသူပို့ယူသူ့အဖေကသူ့မပြုတ်ကျစေရဘူးလို့ပြောတယ်သူ့အဖေကိုပဲသူကြည့်မှသူပုံချတယ်သူယူရဲ့စိတ်ထဲကသူ့ရဲ့ခံစားချက်ပေါ့နော်သူ့ရဲ့ကြောက်စိတ်ဆိုတဲ့ဟာတက်ဆိုင်သူကပို့ပြီးမှယုံကြည်တဲ့ဟာကိုတွေ့ရတယ်ဒီနေ့ကျမတို့ဖျားကိုတကယ်ယုံနေဆိုရင်ကျမတို့ဘဝမှာ
ကြာရောက်လာမယ် risk တွေကိုကျွန်မယူဖို့ကျွန်မတို့အစင်ပြေဖြစ်ဖို့လိုအပ်ပါတယ်လို့ကျွန်မတို့ဖျားကိုယုံတယ်လို့ပြောမှကျွန်မတို့ဘာမှလည်းဟိုရွေချက်ပတ်နိုင်လို့ရှိပဲလေခုကြောက်နေတာမျိုးဆိုရင်တော့ဒါခုနရက်နေတဲ့သူတို့လိုဖြစ်သွားမယ်ကျွန်မတို့ယုံကြည်သူတယောက်ရဲ့အရေးအချင်းယုံကြည်သူတွေရဲ့ကျင့်လက္ခဏာတွေမှာအဲ့ဒါမပါဘူးအဲ့ဖျားကြီးကျွန်မတို့ဘာကတိပေးထားလဲကျွန်တော်ကအများကြီးရှိတယ်ဖျားရဲ့ကတိအဲ့ဒီကျွန်မဆာလန်23မှာပြောတယ်တေမီဤအရေးတော်မူသောကြိုက်ထဲသို့လျှောက်သွားရတော်မူပြီးတယ်ကြောင့်ဖျားကကျွန်မတို့ကိုတက်တောင့်တက်တာနေစီဖို့မပြောတော့တေမီရဲ့အရေးတော်မူတဲ့ကြိုက်ထဲမှာမလျှောက်သွားရတယ်ဒါမဲ့မင်းဘေးအန်တီလုံးဝမကြောက်ရစီရဘူးတဲ့ဖျားကကတိကြီးပေးထားတယ်ဖျားကကျမတို့ကိုမင်းအဲ့ဒီတေမင်းရဲ့အရေးလွှမ်းမိုးတဲ့ဂျိုင်ထဲမှာအိမ်ဆောက်ပြီးနေနေမှာလို့ကျမတို့ပြောမင်းကိုအဲ့ဂျိုင်ထဲမှာအိမ်ဆောက်ပြီးနေနေခိုင်းမယ်လို့ပြောကျမတို့ဖြတ်လျှောက်ယုံကလေးလျှောက်ရမှာဒါမဲ့ဘာဖြစ်လဲဘေးအန်တီရဲ့မကြရောက်စေရဘူးလို့ဖျားကျမတို့ကိုဂတိပေးထားတာဖြစ်ပါတယ်ဒါမဲ့ကျမတို့ဒီနေ့ယုံကြည်သူတွေကဖျားရဲ့ဂတိတွေအများကြီးကိုယုံဖို့ထက်ကျမတို့ကအဲ့ဒီတေမင်းရဲ့အရေးလွှမ်းမိုးတဲ့နေရာကိုကျမတို့ပို့ပြီးတော့ကြောက်တယ်အဲ့ဒီအန်ဒီကိုကျမတို့ကပုံမှန်ကြောက်တယ်အဲ့တော့ကျမတို့ဘာဖြစ်လို့အဲ့လိုမရင်ဆိုင်ရဲတယ်လဲဘာဖြစ်လို့လဲဆိုချင်ဘုရားကျမတို့ကိုပြထားတဲ့ပေးထားတဲ့အဲ့ဒီပတ်လုံးတိုင်းကိုကျမတို့မသိတဲ့အချိန်မှာမရည်ရတဲ့အချိန်မှာကျမတို့ဒီလိုကြောက်စိတ်တွေယုံကြည်မှုအားနေတဲ့ဟာတွေကျမတို့ဖြစ်လာတတ်ပါတယ်လို့ဘုရားခင်ကကျမတို့တယောက်ချင်းစီကိုလောကကြီးမှာအချိန်တတ်ပေးထားတယ်ကျမတို့ဘေးအချိန်သွားရမယ်ဆိုတာသိဘူးအသက်ကြီးမှလားဘေးချိန်နဲ့50လား60လား40လား20လားကျွန်တော်တို့ဒီမှာမစတယ်ဘူးအဲ့တော့ဖျားပေးထားတဲ့ဒီလောကမှာရှိနေတဲ့ဒီအချိန်လေးခဏလေးမှာဒီအချိန်ကိုကျွန်တော်တို့ကရင်းနှီးမြှုပ်နှံချင်လို့ရတယ်အဲ့ဒါကဖြိုးနိုင်ချင်ရတယ်အဲ့ဒါကကျွန်တော်တို့ရဲ့သဘောပဲဖြစ်ပါတယ်လို့ပြောတယ်ကျွန်တော်တို့ယုံကြည်ကိုယ်ပွင့်နေတဲ့ဖျားက goal setting ကိုဘယ်တစ်ခုကိုမှအလကားသူဘာမှမလုပ်လိုက်ဘူးပန်းနိုင်မရှိဘဲနဲ့ရှောက်လုပ်လိုက်တာဟာငါအဲ့ဒါလုပ်လိုက်တာလည်းမှားသွားတယ်ဆိုတာမရှိဘူးအားလုံးကဒီဟာရည်ရွယ်ချက်ထဲမှာသူအလုပ်လုပ်တယ်ဒီနေ့ကျမတို့ကပတ်သမိုင်းမှာဘာဖြစ်ခဲ့လဲအခုဘာဖြစ်နေလဲနောက်ဘာဖြစ်လာအောင်လဲဆိုလဲဖျားရဲ့စက်တင်ထဲမှာပဲရှိတယ်အဲ့တော့ကျမတို့ဒီနေ့တယောက်ချင်းစီရဲ့ဘဝလဲဖျားရဲ့စက်တင်ထဲမှာရှိတယ်ဒါပေမဲ့ကျမတို့တယောက်နဲ့တယောက်နေတာမတူတာဘယ်အချိန်သွားရမယ်ပြန်ရမယ်ဆိုတာမသိဘူးဒါပေမဲ့ကျမတို့ရဲ့ finish line အားလုံးမှာတူတဲ့ဟာတစ်ခုရှိတယ်အဲ့ဒီ finish line အဆုံးမှာကျမတို့တို့ဖုန်းနဲ့စောင့်ကြည့်အဲ့ဒါအားလုံးကအတူတူပဲဖြစ်ပါတယ်လို့ကျမတို့ကအဲ့ဒီဘာနဲ့လို့စစ်စစ်ကြည့်ပြီးမှကျမတို့သွားရတယ်ဒီနေ့ကျမတို့ယုံကြည်သူတွေမှာအသက်တာမှာအမျိုးသားတွေအများကြီးရှိတယ်အဲ့ဒါကျမ၄မျိုးလောက်ကိုဒီနေ့အချင်းချုပ်ပြီးပြောချင်နံပါတ်1အမျိုးသားပါလဲဆိုတော့ဖျားပေးထားတဲ့ခုနဖျားရဲ့အဲ့ဒီဘာနိုင်လို့တကယ်တည်တဲ့လူဖြစ်တယ်သူတို့ရဲ့အသက်တာမှာသူတို့တကယ်ပဲခရစ်တော်ကိုစစ်စစ်ကြည့်မှသူတို့ကြည့်တယ်သူတို့ယုံကြည်ခြင်းအားကြည့်တယ်ဘဝမှာဘာပဲရောက်လာသူတို့ရင်ဆိုင်နိုင်တယ်အဲ့ဒါကိုကြော်သွားနိုင်တယ်သူတို့တတ်သိရှိတယ်သူတို့ risk ကိုယူရဲတဲ့သူနောက်နံပါတ်2ကတော့အများပါတဲ့အုပ်စုအဲ့ဒါကြတော့ဗာလဲဆိုတော့ခုနလိုကြီးနေတဲ့သူတွေကြည့်ပြီးမှဘေးကနေလက်ခုပ်ကြည့်တယ်အရာအားရတယ်သူတို့ကြည့်မှအရာခွန်အားရတယ်ဟာဟုတ်တယ်ဟာကောင်းလိုက်တာခွန်အားရလိုက်တာဆိုပြီးတော့အရာအားရတယ်သူတွေလည်းတကယ်ပါနိုင်တယ်သူကမသိတဲ့အချိန်ကျတော့ကိုယ့်စီမှာတကယ်တော့ဘုံကနေဆိုစမ်းတဲ့ချင်းတို့ရောက်လာခဲ့တယ်ဆိုရင်ယုံကြည်ခြင်းအားနေတော့တကယ် risk ကိုမယူရဲတဲ့သူနောက်နံပါတ်3ကိုဆိုတော့ကျတော့ဘာကိုမှတိတ်ဆိတ်နေစားဘာမှမသိသေးဒီလိုပဲflow ဒီလိုပဲတွားနေရဖို့ရည်စည်းကြောင်းလိုက်ကို flow လို့ပြောင်းလဲတိတ်ဆိတ်နေစားပေါ့even နေတဲ့ကိုစုတစ်ခုရှိလောကကြီးနဲ့အလိုက်တင်ပေါ့နော်အဲ့လိုပဲနေတယ်နောက်အုပ်စုတစ်ခုကပါလဲဆိုတော့ကိုယ်တိုင်ကဘာမှတော့မလုပ်ဘူးဒါပေမဲ့ခုနလိုမျိုးပန်းတုံးတိုင်ကိုတီးနေတဲ့သူတွေကိုလည်းအကြီးကျယ်ဝင်ဖိုင်တယ်အလက်ခုတီးနေတဲ့သူတွေကိုလည်းပြောတယ်ဒီတိုင်းနေနေတဲ့သူလည်းပြောတယ်ဆရာများပြောတယ်မရတော့ဘူးဒီကအေးအပြစ်ပဲကြည့်အကြောင်းလို့ဒီလိုဖြစ်တယ်ဆိုတော့အုပ်စုတစ်ခုရှိတယ်အဲ့တော့နံပါတ်1အုပ်စုကပါလဲဆိုတော့သူတို့ရဲ့အသက်တာကိုသူတို့တကယ်ဖျားစီမှာသူတို့ရင်းနှီးမြှုပ်နှံထားတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ကျန်တဲ့သူတွေကတော့သူတို့အချိန်ကပုံမှန်မသိသူတို့ပုံသွားတယ်ဒီ finish line ကိုသူတို့ရောက်လာတယ်သူတို့အစစ်တယ်မဖြစ်ဘူးဆိုတဲ့ဟာဖြစ်ရဲ့တစ်ခါကျရင်ပန်းနိုင်ဆိုတော့ထားရကောင်းမှလည်းမသိဘူးကျွန်တော်ခုနပြောတယ်ဖျားကအများအားပန်းနိုင်ထားတယ်ကျမတို့ကိုအဲ့ဒီပန်းနိုင်ကိုမြင်စေချင်တယ်ခုနရဲ့ကျမ်းပိုက်မှာပါတယ်ကမူးရှူကျမတို့ကိုရှောက်ပြီးမှဘေးရောက်လို့ဘေးပေါက်မှမသိအောင်ကျမတို့ဘဝကိုမသွားစေချင်အဲ့တော့ဖန်
န်ဆင်းချင်းကနေပဲပြန်ကြည့်မယ်ဆိုရင်ဖခင်ကလူကိုစားပြီးဖန်ဆင်းတဲ့သူ့မှာရည်ရွယ်ချက်ရှိတယ်ပန်းတိုင်ရှိတယ်ဒီငါဖန်ဆင်းလိုက်တဲ့ဒီလူသားဟာသူနဲ့အမြဲတမ်းအတူတူနေဖို့ဖြစ်တယ်ဒါ eternal being ဖြစ်ဖို့ဒီဖန်ဆင်းတာဒါပေမဲ့စာနာမာနကအဲ့ဒါကိုဆွဲချလိုက်တော့ဖခင်ရဲ့ပန်းတိုင်ပျောက်သွားတာမပျောက်သွားဘူးခရစ်တော်ဖခင်အဖြစ်ကျမတို့ကိုအဲ့ဒီထာဝရတဲ့ကိုပြန်ရစေတယ်ဒါပေမဲ့အဲ့ဒီမှာပြီးသွားသေးလားမပြီးသွားဘူးဖခင်ရဲ့ပန်းတိုင်ဒီမှာဟိုးမှာ ultimate goal ဆိုတော့ရှိတယ်ဝီးပြီးပါလေပြောမယ်ဆိုဒီလောကကြီးမှာနှစ်ထောင်အုပ်စုချင်းတွေပြီးမှရှိအောင်မဲ့ဟိုးမှာအဲ့ဒီ ultimate goal ကပါဒီနေ့ကျမတို့ရဲ့ယုံကြည်သူတွေအရာစီတိုင်းနဲ့အဲ့ဒီကောင်းကင်ပြည်နယ်စီတိုင်းမှာဒီကပါဆက်ဆိုတာပါမယ်အဲ့ဒါဒီတိုင်းပါဒီနေ့ကျမတို့ရဲ့ဘဝမှာလည်းကျမတို့ spiritual goal တစ်ခုကျမတို့အဲ့ဒါကိုမြင်လို့ကျမတို့ကအဲ့ဒါကိုမြင်တဲ့အချိန်ကျမှကျမတို့ရဲ့ spiritual goal နဲ့ဖျားထားတဲ့အဲ့ဒီ ultimate goal ကတစ်ထပ်တည်းကြာသွားတဲ့အချိန်ကျမတို့ကရဲ့အသက်တာကျမတို့ကအရင်လိုကျမတို့ကိုသွားချင်လို့သွားတာမဟုတ်တော့ဘုရားကိုဘာလို့ဖြစ်စီချင်လဲဆိုတဲ့အားကျမတို့မြင်လာမှာဖြစ်ပါတယ်ဒါမဲ့ကျမတို့ကအခုလို့ဆိုရင်ဒီလောကမှာရှိနေသေးတယ်ဟုတ်တယ်အဲ့ဆိုရင်ငါတို့ဘာမှမလုပ်တော့ဘူးလားဒီယာကြီးပဲဒီဘာသာရေးတစ်ခုပဲတွားပြီးမှကျန်တဲ့ဟာတွေဘာမှမလုပ်ပဲနေရတော့မယ်ဒီတိုင်းပဲနေရတော့မလားအဲ့လိုမျိုးကျမပြောချင်တာဟုတ်ကျမတို့ကိုယ်ပိုင်ဘဝမှာကျမတို့ဖြစ်စေချင်ကျမတို့ဖြစ်ချင်တဲ့ကျမတို့လုပ်ချင်တဲ့အရာလေးကျမတို့ထားတဲ့အားနဲ့မရှိဒါပေမဲ့အဲ့ဒီအရာတွေကခုနရဲ့ ultimate goal ကိုပဲပို့တည်တဲ့အရာဖြစ်ရမယ်အဲ့ဒါနဲ့လွဲသွားတဲ့အရာမဟုတ်ရဘူးလေကျမတို့တယောက်စီကိုဖျားကကျမတို့ကို ability ပေးထားတယ်ကျမတို့ကိုလုပ်တိုင်းနိုင်တဲ့အစွမ်းပေးထားတယ်အဲကြောင့်ကျမတို့လုပ်နိုင်တဲ့အထဲမှာကျမတို့အစွမ်းကိုကျမတို့လုပ်ဖို့လို့ခိုင်ကျကျမတို့အလုံးစုံဖျားလက်တော်ထဲမှာအပ်တယ်လို့ပြောတော့ခိုင်ကျရင်ကိုယ်တိုင်ဘာမှမလုပ်တော့ဘူးဖျားကဒီလိုမျိုးကိုမလုပ်ချင်ဘူးဒါကလေးတွေသူတို့ဂီတာရန်တီးချင်တယ်သူတို့စွတ်တောင်းနေမလားဒါမှမဟုတ်ဂီတာတီးဖို့သူတို့လေ့ကျင့်မလားအရင်ဆုံးကသူလေ့ကျင့်ရအောင်ပါအရင်ဆုံးကလေ့ကျင့်ရမှာကိုလုံးရမယ်ဆိုတာအဲ့ဒီဟာကိုပြောတာကိုကအရင်ပြင်ဆင်ရမယ်အရင်ကြံစီထားရမယ်စူးစမ်းထားရမယ်ရှိအေးဒါဝင်ကြချင်တယ်ကွာဆိုတာစွတ်တောင်းမှာဒါမှမဟုတ်လေကိုယ့်ရဲ့ lifestyle ကိုပြောင်းရမယ်အစားအသောက်ကိုပြောင်းရမယ်ဒါမှမဟုတ်လေကို work out လုပ်ရမယ်တစ်ခုရှိတယ်ကိုယ့်ဘက်ကစူးစမ်းရမယ်ဟာအရင်ရှိတယ်အဲ့ဒီဟာပြီးရင်ဖခင်ကကိုမတတ်နိုင်တဲ့ဟာတွေအားလုံးပါဖြစ်တယ်ဖခင်ကကျွန်တော်တို့ကိုလုပ်ပေးမှာဖြစ်တယ်အဲ့တော့ဒီအကြောင်းကိုတုတ်တန်16ကိုမှာပြောလဲဆိုတော့သူကမိမိသွားတဲ့လမ်းထဲမှာကြံစီပြီးတော့နေတယ်တဲ့ဒါပေမဲ့သူဤချီရာလို့ကိုထောင်ရဖျားစီရင်လို့တုတ်တန်16ကိုမှာခေါ်ရထားတယ်အဲ့တော့ပန်းတိုင်ကိုရှောက်သွားနေတဲ့ကျမတို့ရဲ့ခြေလမ်းနေကျမတို့ရဲ့ကြိုးစားအားထုတ်မှုအားလုံးကိုတကယ်တမ်းစီရင်ပေးတာကဖျားပဲဖြစ်တယ်ဒါပေမဲ့ဘာမှကျမတို့မကြံစီထားဘူးကျမတို့အနာဂတ်ဘာမှရည်ရွယ်ချက်မထားဘူးဘာမှမကြိုးစားထားဘူးဆိုရင်တော့ဖျားကဘလို့ကောင်းချစ်ပြီးအေးဒီကူရှာလေးစေးဒီလိုပဲငါတို့မှအလုပ်သွားလိုက်ပြန်လာလိုက်နေတိုင်းခင်းချင်းချက်စားလိုက်ကလေးထိန်းလိုက်မဟုတ်ဘူးနော်ဒီမှာပဲပြီးသွားလို့မရဘူးကျမတို့ဒီလိုပဲနေသွားလို့မရဘူးအကြောင်းတက်တယ်ဒါမိဘကတက်ခိုင်းလို့တက်တာလေးဒါတိတ်သွားချင်တယ်မဟုတ်ဘာဖြစ်ချင်မှမသိသေးပါဘူးဆိုရင်တော့ဒါမဟုတ်ဘူးကျမတို့ကဖြစ်ချင်တဲ့ဟာလုပ်ချင်တဲ့အရာရှိတယ်ဒါပေမဲ့ရှိတယ်ဆိုရင်ဘာလုပ်ရမလဲခုနပြောတယ်အိမ်မက်လို့ပြောလိုက်ပြီးလေအိမ်နေပဲတကယ်တမ်းကျတော့ဘာဖြစ်လဲကိုကစူးစမ်းရမှာကိုယ်တိုင်ကစူးစမ်းမှာကိုယ့်ဘက်ကတရားရခိုင်လို့စူးစမ်းဖို့လိုအပ်တယ်ဘာမှဆိုဇွဲမချော့ရဘူးအပင်ပန်းကျမတို့ခံရတယ်ဟိုမစူးစမ်းဘဲနဲ့လွယ်လွယ်လေးနဲ့ဟိုရဖို့ကျမတို့ညှို့နေလို့မရပါဘူးအဲ့တော့နံပါတ်1နေကျမ spiritual goal ကိုပြောချင်တယ်အဲ့တော့ကျမတို့ spiritual goal ကိုတည်ပြီးဆိုတော့ကျမတို့စူးစမ်းရတော့မယ်ခုနကကျမအဖွင့်ချက်မှာပြောထားတယ်ကျမတို့ပြေးတဲ့အချိန်မှာအမှတ်တမဲ့ပြေးတာမဟုတ်ဘူးတဲ့နော်လီကိုပြေးတာမဟုတ်ဘူးတဲ့သူက uncertainty ပေါ့နော်မတေချာတဲ့အရာတွေကျမတို့စူးစမ်းနေတာမဟုတ်ဘူးအဲ့တော့အပြစ်မှတကယ်ဒီအပြေးတိုင်ပွဲပေါ့နော်အခုဒီကျမရဲ့အထင်ဦးချက်ချက်ကအပြေးတိုင်ပွဲအကြောင်းဆိုတော့အပြစ်မှတကယ်အပြေးတိုင်တဲ့လူတွေကပန်းနိုင်ကိုမသိဘဲနဲ့ဘယ်သူမှတိုင်ပွဲမွေးဘူးမရတူမဲပြေးမိတာတရားပဲပြေးတရားပဲပြေးဒီကနေသူစပြေးတယ်ဘယ်မှာပေါင်းဝင်ရမှာဆိုတော့သူတို့သိတယ်အဲ့ဒီပန်းတိုင်ကိုသူတို့ကြည့်ပြီးမှသူတို့ပြေးတော့တာဖြစ်တယ်ဒီကျမတို့ယုံကြည်သူတွေရဲ့အသက်တာကရည်ရွယ်ချက်မဲ့ဥတီချက်မဲ့တော့တာမဟုတ်ဘူးအဲ့ဒီအဆုံးပန်းတိုင်ကိုကျမတို့ရှင်းရှင်းလင်းသိဖို့လိုပါတယ်အဲ့တော့ကျမတို့ရောတက်ရဲ့အကြောင်းကိုသိမယ်ကြည့်အောင်ကျမတို့ဒါအားလုံးသိပြီးသားဖြစ်တယ်သူ့ကိုယ်တွေကသူ့ကိုရေရင်းပြက်ထဲမှာပြချလိုက်ပြီးတော့မိတွန်နေစမှာပတ်စံ20ရောင်းစားလိုက်တယ်အဲ့ဒီသူ့ကို Spotify မှာကြော်နေနေရောင်းလိုက်တယ်အဲ့တော့သူကသူ့ရဲ့ဘဝကိုစဉ်းစားကြည့်မယ်ဆိုတော့သူ့အဖေနဲ့နေတော့ကတော့ဒါပါပဲဖြစ်ဖြစ်အချစ်ဆုံးလို့လည်းပြောတယ်ဆိုတော့နော်
အရာအလိုလိုက်ခံထားရတဲ့ဒါအချစ်ဆုံးရဲ့ခါလေးသူ့ဘဝကကြုံဖြစ်သွားတယ်။ဘာရွယ်ချက်ထားမလဲဘဝမှာလူကကြုံတောင်ဖြစ်နေတယ်။ပြီးလေးအဲ့မှာဘဝကအဆုံးသက်သွားပြီးကြုံဆိုတဲ့နေရာဒါပေမဲ့ तू အဲ့လိုနေလိုက်တလား तू အဲ့လိုမနေလိုက်ဘူး။နော်အဲ့ခေတ်မှာကြုံဆိုတာကခင်းရွက်ကစွန်းရွက်လို့တော့မဟုတ်ဘူးတရိတ်ဆန်ကိုရောင်းနေခေတ် तू ရောင်းစားခံရနော်ဒီကောင်တွေ့လားလုံနိုင်နဲ့မလားတောက်နဲ့ဘာဖြစ်တဲ့ဆိုပြီးရောင်းစားခံရတယ်။ဒါမဲ့ तू ကဖျားကြားစာမှာပါပဲလေသူ့ဘက်မှာဖျားသခင်ရှိတယ်လို့သူပြောတယ်အဲ့တော့သူကသူ့ဘဝကိုသူစိတ်မနာနေဘူးငါဒီနေရာမှာဖျားငေါ့တယ်လို့ဖြစ်စေတယ်ဘလို့ဖြစ်အညာဖြစ်တယ်သူမြည်မြူဘူးသူစိတ်ပြက်တယ်စိတ်တက်ကြတယ်အမျိုးမျိုး depression တွေဝင်ပြီးမှကျုံဆိုပြီးသူ့ဘဝကိုသူအဆုံးမတတ်လိုက်ဘူးဖျားသူ့ဘက်မှာရှိတယ်ဆိုတာသူ့ရဲ့ပြုမှုကြံစီလေးတွေညမှာသူဖျားကိုဥထိတ်ထားတယ်ဖျားကိုသူစိတ်နှလုံးအကျွမ်းမဲ့သူယုံတယ်သူ့ဘဝကိုသူခုနပြောသူ give up မလုပ်လိုက်ဘူးဆရာလည်းအရင်တစ်ခေါက်ပြောတယ်ပထမဦးဆုံးသူပါလုပ်ရမယ်လို့ထင်တယ်တဲ့သူဘာသာစကားကိုတင်ရပါလိမ့်မယ်စာပဲမဟုတ်ဘူးသူစကားလေးစာရောစကားရောတင်ရမယ်ကဲကြုံဖြစ်ပြီသူတယောက်တည်းမဟုတ်ဘူးကြုံနေမှအများကြီးကြုံဆိုတာအရန်မောတယ်ပြင်ပန်းတယ်နားချိန်ဆို HP ဆို HP ပဲဒါပေမဲ့သူများအိတ်နေတဲ့အချိန်မှာ तू ပါလို့ तू မအိတ်နေဘူး तू စူးစမ်းနေတယ် तू များတဲ့2ဆ3ဆ तू စူးစမ်းတယ်အဲ့တော့ तू ဖျားကိုတိချင်းဆိုတဲ့အရာနဲ့ तू စူးစမ်းတာဖြစ်တယ် तू ကြုံဖြစ်နေတယ်နော်ဒါပေမဲ့ तू ကြုံနေလို့ခဲ့ तू ကြုံဖြစ်နေပြီးမှကြုံလို့နေရင်ဟောတိဖာအိမ်မှာအရာအားလုံးကိုအုပ်စိုးတော်သူဆွေးနေရ तू ရောက်လာ तू ကြုံဖြစ်နေပြီမဲ့ तू သခင်စိတ်ရှိတယ် तू လုတ်တပြအလုံးအားလုံးကို तू တာဝန်တိတက်တဲ့စိတ်နဲ့လုပ်တယ်ဇေဒနာစိတ်နဲ့ तू လုပ်တယ် तू ဘဝရဲ့နံပါတ်1ပါနိုင်ကဖျားဖြစ်တယ်အဲကြောင့်မလို့ယောသတ်အတွက်အေဂုတ်တုသားရဲ့အိမ်ကိုကောင်းကြီးပေးတယ်လို့ကြားစာမှာပါတယ်အဲ့ဒီဖော်တီဖောင်ကောင်းကြီးပေးတာပေါ့နော်ယောသတ်ကိုကောင်းကြီးပေးခြင်းအဖြစ်ဟိုလူကအလကားနေချမ်းသာတယ်အဲ့တော့သူစားတဲ့အစာတွေဘာမှမသိတော့ဘူးတဲ့သူတကယ်အကုန်လုံးကိုအားကိုးရတော့သူမရဘူးသူရတယ်အဲ့တော့ဆာရမနဲ့စဉ်းစားနောက်ချက်ချင်းအိမ်မှာလာဖော်တီဖာရဲ့မိမစီကသူကပြောတယ်ဟာငါတခင်မကြိုက်တယ်လို့မလုပ်ဘူးမပြောဘူးအဲ့ဒီသူတခင်45ရဲ့အကြောင်းကိုခွန်းတလေတော့မပြောသူဘာပြောလဲဒီလောက်ကြီးတဲ့အပြစ်နဲ့ဖျားတခင်ကိုပြင်မာတဲ့အရာငါဘယ်တော့မှမလုပ်ဘူးအဲ့တော့အဲ့ဒါကဘာလဲဆိုမှကျမတို့ချကြည့်လိုက် self discipline ဆိုတဲ့နေရာမှာကျမတို့တွေ့ရတယ်အဲ့တော့လက်ဝိတ်ထိုးတဲ့အခါမှာခုနပြောသလိုလေကိုအလကားထိုးလိုက်တာမဟုတ်ဘူးတဲ့သူလုတ်ကင်လေးရမှာဖျားရဲ့ဘုံတော်ထင်ရှားဖို့အတွက်ဖြစ်တယ်ရောက်လာတဲ့စုံစမ်းနောက်ဆက်ချင်းဖျားယောင်းတွေးဆောင်မှုကိုသူအလဲထိုးလိုက်တယ်အဲ့တော့အပြေးသမားတယောက်အတွက်တကယ်ပြိုင်ပွဲမဝင်ခင်မှာသူဘာလုပ်ရလဲအရင်လေ့ကျင့်ရတယ်လေ့ကျင့်တာကပျော်စရာကောင်းတာမဟုတ်ဘူးကျမနည်းနည်း work out လုပ်ကြည့်တယ်ဘာမှပျော်စရာမှမကောင်းဘူးမိုးလဲမိုးချွေးတွေလည်းပြန်နော်ဒါပျော်စရာကောင်းတဲ့အလုပ်မဟုတ်ဘူးဒါပေမဲ့ဘာဖြစ်လဲတကယ်ပြိုင်ပွဲကြီးကိုဝင်မဲ့လူတွေကအနာခံပြီးမှစူးစမ်းပြီးမှသူလှုပ်ဆောင်ရမယ်အဲ့ဒီပန်းတိုင်ကိုဘာဖြစ်လဲသူမျောကြည့်ပြီးမှအဲ့ဒီပြင်ပန်းရတဲ့အရာတွေအားလုံးကိုသူခံရတယ်ဖြစ်တယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေကဖျား set up လုပ်ထားတဲ့အဲ့ဒီပန်းတိုင်နေရာကိုတွားနေတဲ့လူတွေဒီလောကမှာကျွန်တော်တို့ self discipline ရေးကြည့်တယ်ဘာဖြစ်လို့လဲဆိုတော့ self discipline က spiritual discipline နဲ့အတူတူပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကိုယ်ွယ်နေတဲ့ဖျားစီကံရှိတဲ့ဖျားဖြစ်တယ်သူကိုယ်တိုင်စီကံရှိတဲ့ဖျားဖြစ်တယ်ကျွန်တော်တို့အားလုံးကိုလည်းအဲ့လို self discipline ရှိစေချင်တယ်အဲ့တော့ကျွန်တော်တို့ဗမာပြည် concept ကိုကျွန်တော်တို့ရှိတယ် discipline လို့ပြောလိုက်ဘယ်လိုမြင်လဲဆိုတော့ဒါစီကံဆိုတာမလိမ္မာတဲ့သူတွေဆိုးတဲ့သူတွေလိုက်လာတယ်ငါတို့ကလိမ္မာတယ်ငါတို့ကယုံကြည်ဖျားသားပြီးတယ်ဆိုတော့ discipline ငါတို့ ਨੇ တိတ်မဆိုင်ဘူးလို့ထင်တယ်အဲ့ကြောင့်မလို့ယုံကြည်သူလို့ပြောပြီးမှဖျားရဲ့ဘုံတော်မထီချနေတယ်ဆိုးွားနေတာကျွန်တော်တို့အများကြီးမြင်ရတယ်အဲ့တော့တကယ်လည်းကျွန်တော်တို့ကိုဆုံးမပြည့်ပြည့်လေးနေတာဘာလို့လဲဆိုတော့နှုတ်ပတ်တော်ဖြစ်တယ်နှုတ်ပတ်တော်ကနေ့ကျွန်တော်တို့ရဲ့ self discipline ကိုတိဆောက်ရတာဖြစ်တယ်ယောသကိုကြည့်လိုက်အခုသူ့ကိုဆုံးမမယ်အမေရှိတယ်သူ့အမေတည်ပြီသူ့အဖေဘက်မှာလည်းအဝေးကြီးသူတယောက်ထဲဘယ်သူ့အမျိုးဆိုရင်ချာမှမရှိတဲ့နေရာမှာတယောက်တည်းကြုံဖြစ်နေတာဒါပေမဲ့အဲ့ဒီ self discipline သူပင်ကိုင်းရတယ်သူဖျားစီရတယ်ဖျားစီရတဲ့တရားထားတာဖြစ်တယ်အဲ့တော့ self discipline ကောင်းတဲ့လူတွေက spiritual discipline ကောင်းတယ်ဆိုတာကိုတွေ့ရတယ်လူကကိုယ့်ကိုယ်အရန်ချစ်တဲ့အချိန်မှာကိုယ့်အလိုအရန်လိုက်လို့နေတဲ့အချိန်မှာ self discipline ကြောက်သွားတယ်အဲ့တော့ကျွန်တော်တို့ဒါဝိတ်မင်းကြီးအကြောင်းကျွန်တော်တို့အားလုံးသိတယ်သူများမိမကိုသူကြိုက်တယ်
ငါဘယင်မဲ့ငါကြိုက်လို့ယူတယ်ကွာဆိုယူတယ်လူတွေလည်းသူတတ်နေသူရဲ့ self discipline သူဖြစ်သွားတယ်သူချိုးဖောက်သွားတယ်အဲ့ဒါနဲ့ချက်ချင်းပါဖြစ်သွားတယ် spiritual discipline ချိုးဖောက်ပြီးတာဖြစ်သွားတယ်အဲ့တော့ဖျားရဲ့ရည်ရွယ်ထားတဲ့ပန်းနိုင်ကိုသူလွဲသွားရတဲ့ဟာကိုတွေ့ရတယ်ပြီးတော့ initial ရဲ့ကြုံကြည့်ထားစီနေမကအယံဝမ်းတာတယ်သူနူနာပြောက်သွားတယ်လက်ဆောင်လာပေးတယ် initial ကိုယူလက်မခံအဲ့တော့ကေဟာစီကပါပြောတယ်ဟာနေမကငါတနာလိုက်တာသူအနာနူနာတွေပြောက်သွားတာသူအယံဝမ်းတာပြီးမှလာပေးတယ်ဟိုငါကလက်မခံဘူးဆိုပြီးတော့သူကစိတ်မကောင်းဖြစ်တယ်တဲ့ကျန်းစာမှာပါသူအယံကျေးဇူးတင်နေမှာပဲပေါ့နော်ကိုချင်းစားလိုက်တာအဲ့တော့ဒါနလည်းမမြောက်လိုက်ဘူးပေါ့သူစိတ်ထဲမှာအဲ့တော့သူဒါနမြောက်သွားအဲ့ဒါတွေမှာတွားယူတယ်ဆိုသူစိတ်ကိုသူတကယ်လှည့်စားတယ်နော်တကယ်သူစိတ်ရေးမှာကသူအယံလူကျင်နေတာအဲ့ဒါဒါမဲ့ငါတခင်မယူတာမကောင်းဘူးနေမှန်တနာပါလေအဲ့ကြောင့်ငါတွားယူလိုက်တယ်ဆိုတာကနေမှန်ကိုလည်းစိတ်ပြောသွားစေတယ်သူကသူစိတ်ကိုသူအဲ့လိုလှည့်စားပြီးမှသူယူလိုက်တယ်အဲ့တော့တခါတည်းကျမတို့ယုံကြည်သူတွေစီမှာအဲ့ဒီဂေဟာစီလိုမျိုးအဖြစ်ကလေးတွေကြုံရတတ်တယ်ဟိုကိုကသူဆိုသူကသူလောဘတက်ပြီးလိုချင်တာကိုသူစိတ်ကိုသူဘယ်လိုလှည့်စားလဲဟိုနေမှန်ကိုတနာတယ်သူပေးချင်တာဒါနလေးမြောက်သွားအောင်လားတွားယူတယ်ဒါသူစိတ်ကိုသူခြေသိမ့်လိုက်ခြေသိမ့်ပြီးသူတွားယူတယ်ဘာဖြစ်သွားလဲသူမကဘူးသူ့ရဲ့သားမြေးတိုင်အောင်နူနာဖြစ်သွားတယ်အဲ့ဒီမှာအဆုံးသတ်တယ်အဲ့ဒီနေ့ကျရင်ကျမတို့ယုံကြည်သူတွေကကိုရဲ့အပြစ်ကိုဖုံးချင်တယ်ဒါမှမဟုတ်ကိုရဲ့မှားတဲ့ဟာတစ်ခုခုကိုဖုံးချင်ကျမတို့အကြောင်းပြချက်အများရှာတယ်လူကလေကဘာပေါ်မှာအကြောင်းပြချက်အများပေးတတ်တဲ့ဖုံးထားတယ်ဘာဆိုရင်လည်းအကြောင်းပြချက်ရှာကြပြီးပေးတာငါကအရက်တော့ဘူးသွားတာမဟုတ်ဘူးအဲ့နေအောင်ငါလည်းမတော့ချင်ဘူးအဲ့ဒါကဘလို့ဖြစ်သွားလဲမသိတော့အကြောင်းပြချက်ရှာတာတကယ်တော့သူ့ရဲ့မူရင်းကမဟုတ်ဘူးလို့သူကအရင်မြင်တာကိုဒါပေမဲ့ဆိုတဲ့ဟာကလာသေးတာအဲ့ကျတော့ဟာငါလည်းချင်တာမဟုတ်ဘူးငါအဲ့လိုတဘောဖို့ဘူးဒါပေမဲ့ဆိုတာဒါမဲ့တကယ်ပါဖြစ်တယ်တကယ်တော့ကိုရဲ့ယုံကြည်ခြင်းပါနိုင်မှာတကယ်သွားနေတာဟုတ်လားမဟုတ်လားဆိုတာအရင်စဉ်းစားပါတန်ရှင်းလို့မြင်တော့လေကျမတို့နေလိုက်တော့တတိပေးအဲ့တတိပေးတဲ့ဟာလေးခဏလေးကိုဆိုလုပ်လိုက်ရင်သွားလာပဲကျမတို့ကလေကိုနဲ့နိုင်တယ်ကျမတို့အမေတွေကိုတည်ရနော်ကျမတို့ဒီနိုင်ငံက discipline နဲ့ကျမတို့လုံးဝကွဲပြားတာတစ်ခုပါတယ်မလုံးနဲ့လို့သူများတစ်ခါလေးပြောတယ်အဲ့ကြောင့်တို့က first time listener လို့ပြောတယ်တစ်ခါပြောရင်ပြီးပြီနောက်တစ်ခါကျူးလို့ရင်အဲ့ time out ကိုကြောင်းမှာဆီယမနှစ်ခါပြောသုံးခါပြောနှစ်ခါဆီယမတစ်ခါသတိပေးလို့အဲ့ကလေးကထပ်လို့ရင်သူ့နာမည်ကိုကြောက်တယ်ဘုံဝင်ရေးလိုက်တယ်အဲ့ဆိုရင်နင်းနာမည်တွေ့တာအဲ့ဒါဆီယမ first one နေမဲ့ပါဇက်နဲ့မပြောနှစ်ခါသုံးခါဆိုတော့တွားပြီပဲအဲ့ဒါကျမတို့ကအဲ့လိုမလုပ်ဘူးကျမတို့ကလည်းအဲ့လိုမကြီးလာအောင် discipline နဲ့မှမကြီးလာတော့မှဖြစ်တယ်ခုလောရောက်သူရှာလေးကွန်ဂါလိုဆိုရအောင်စိတ်တူပြီအဲ့တော့ကလေးကဘာဖြစ်သွားလဲငါမင်းဘော်ဒီအဲ့မဂိမ်းဆောနဲ့အဲ့ငါလုပ်လိုက်ကိုစိတ်တူတဲ့အထိစောင့်နေတာကလေးကဘာဖြစ်လို့လဲကိုကအဲ့လိုကြီးអော်လိုက်တဲ့အထိကလေးကိုအကျစ်လုပ်လိုက်တာတခါပဲမဟုတ်ဘူးအဲ့တော့ကိုစိတ်ထင်ပါလေတန်ရှင်လို့ဝิญဉ်တော်ကဟောအခါအမြဲတမ်းပေါ့နော်တခုခုကိုမဟုတ်မဖျားနဲ့လွဲတဲ့ဟာတခုခုလုပ်မယ်ဆိုရင်တန်ရှင်တို့ဝิญဉ်ကိုချက်ချင်းတတိပြီးတယ်အဲ့ဒီချက်ချင်းတတိပြီးတဲ့ဟာကိုကိုချက်ချင်းအမိရဟုတ်တယ်ဒါမလုပ်ရဘူးဆွဲယူလိုက်ရမှာအဲ့မှာမယူလိုက်ပဲနဲ့ခုနပြောတဲ့ဂီဟာစီဆို reason ကိုသွားယူလိုက်တယ် reason ကိုတော့ငါကအဲ့လိုတော့မဟုတ်ပါဘူးဆိုတဲ့ reason နဲ့တွားလိုက်တဲ့အချိန်မှာဒါကမဖြစ်သွားတယ်အဲ့ဒီခဏလေးတတိပြီးတဲ့ဟာကိုမြန်မယူလိုက်ဘူးကိုယ့်ရဲ့အလိုဆန္ဒကိုကအနိုင်ယူလိုက်တဲ့အခါမျိုးမှာကိုကချိုလဲသွားတတ်ပါတယ်လို့အဲ့ဒါလေးကိုသတိထားဖို့လိုအပ်တယ်ပြီးတော့နောက်တစ်ခုနံပါတ်2ချက်ကရည်ရွယ်ချက်ဆိုတာကျမတို့ရဲ့ character ကိုဆောက်တဲ့ပုံဖြစ်တယ်အဲ့တော့ခုနရဲ့အပြေးသမားအကြောင်းပြန်ကြည့်မယ်ဆိုရင်ပြိုင်ပွဲဝင်ဖို့လေ့ကျင့်ကြတဲ့ကသူကအဲ့ဒီပြိုင်ပွဲတွေမှာသူပါနေဘာလို့လဲဆိုတော့သူအချိန်အကြာကြီးပြီးမှသူကလေ့ကျင့်ရမှာအပင်ပန်းခံရင်စူးစမ်းရင်လေ့ကျင့်ရင်သူဘာဖြစ်တာလဲဆိုတော့ပို့ပြီးမှသူတာမာလာတယ်ပို့ပြီးမှသူကျွမ်းကျင်လာတယ်သူတက်လို့အဓိကသူတက်လို့အဲ့တော့ကျမတို့ယုံကြည်သူတွေကအဲ့ဒီ ultimate goal ကိုတွားနေတဲ့ခီးမှာ self discipline ကိုကျမတို့ထိမ့်သိမ်းဆောင်ရှောက်ပြီးမှကိုယ့်ရဲ့အလိုနဲ့ကိုညှင်းပယ်ပြီးမှစူးစမ်းပြီးမှကျမတို့ရှောက်လာခဲ့နေဆိုရင်ကျမတို့ရဲ့ယုံကြည်ခြင်းပန်းနိုင်မှာကျမတို့တက်လို့ကောင်းပါမယ်ကျမတို့အသက်တာဒီတကယ်လို့ရင်းချက်တဲ့အသက်တာကျမတို့ရပါတယ်ဒါပေမဲ့အဲ့ဒါကချက်ချင်းဝုန်းကနေမရလာအောင်နော်အခုအိယာထားမှနောက်တစ်ချက်ချင်းဟာဆိုမှမဖြစ်သွားဘူးဒါကခုနက automatic လဲကျမတို့မရဘူး skills အားလည်းလို့ရသွားတယ်ဆိုတာမျိုးလည်းမရှိဘူး
စီးစားလို့ရမှာဆိုရင်စားပြီနော်စီးစားလို့လည်းမရဘူးအဲ့တော့ဖျားရဲ့ပန်းနိုင်ပြီထဲမှာပါလေဆိုတော့ကျမတို့ကိုဖျားကတက်တောက်တက်တာဖြစ်စေဘူးကျမတို့ကိုလုံခြုံဖို့ကျမတို့ကိုကောင်းကြီးတွေခံစားရဖို့ဆိုတာတစ်ခုမှမပါအဲ့ဒါဖျားရဲ့ပန်းနိုင်မဟုတ်ဘူးအဲ့ဒါကဒီပန်းနိုင်ထဲမှာတွားနေတဲ့သူတွေကိုဖျားကပေးတဲ့အပေါ်စုဒီလောကမှာကျမတို့ခံစားရမယ်ချစ်ချင်းမေတ္တာဖျားရဲ့ကြီးမားတဲ့ချစ်ချင်းမေတ္တာကြောင့်ရမယ်အပေါ်စုတက်ပဲဖြစ်တကယ်တော့ဖျားကကျမရဲ့ဒီလောကထဲမှာဟိုအာဒီမိတ်မဟုတ်ပဲလေဒီလောကထဲမှာဖခင်ကျမတို့ကိုဖြစ်စေခြင်းနဲ့ယူရချက်ကတစ်ခုပဲရှိတယ်။အဲ့ဒါပါလေဒီနေ့ဒီမှာ Jesus Christ အဲ့ဒါကဒီလောကမှာကျမတို့အသက်ရှင်နေတဲ့အချိန်မှာဖခင်ကျမတို့ပေါ်မှာထားထားတဲ့ယူရချက်ပဲ။ကျမတို့တယောက်ချင်းစီကိုခရစ်တော်ကဲ့သို့ဖြစ်စေခြင်း။အဲ့ဒါကဖခင်ရဲ့ယူရချက်ဖြစ်တယ်။အဲ့ကြောင့်ခရစ်တော်နဲ့တူစေမယ်ဆိုကျမတို့ခန္ဓာကိုယ်မတူဘူး။ကျမတို့စိတ်လည်းတူချင်မှတူတယ်။ဒါမှအဲ့ဒါကိုပြောချင်တယ်။ကျမတို့ဝိညာဉ်ဘောတူပါတယ်။ခရစ်တော်ကဲ့သို့သောဝိညာဉ်ကိုကျွန်တော်တို့ရှိရမယ်ခရစ်တော်ကဲ့သို့သောခရစ်တော်ကျွန်တော်တို့ရှိဖို့လိုပါတယ်ဆိုတော့အဲ့ဒီဝိညာဉ်သဘောလေးတွေတွားပြီးမှကျွန်တော်တို့အားလုံးတူသွားတဲ့အချိန်မှာကျွန်တော်တို့တခြားလူချင်းညှိစရာကိစ္စအကြောင်းတွေမရှိဘူးသူကလေယောက်ျားမလို့အားမင်းမလေးပါလို့ဒါတော့စိတ်တိုးတတ်လို့ဘာညှိစရာမလိုတော့ဘာဖြစ်လို့လဲခရစ်တော်မှာကျွန်တော်တို့အားလုံးကဝိညာဉ်သဘောတွားပြီးမှတူသွားတယ်ခုတစ်ခါကျကျွန်တော်တို့မှာဟွာဒီယာဆိုတာကျွန်တော်တို့ဝိညာဉ်သဘောမတူသေးတဲ့အကြောင်းအရာတွေရှိသေးလို့ဖြစ်တယ်။ဘာဖြစ်လို့လဲကျွန်တော်တို့စူးစမ်းရမယ်။ကျွန်တော်တို့စူးမှမစူးစမ်းတာ။အဲ့ဒါကျွန်တော်တို့စူးစမ်းဖို့လိုအပ်ပါတယ်လို့။အဲ့တော့ဘုရားကကျွန်တော်တို့ကိုဘာဖြစ်လို့ခရစ်တော်နဲ့တူစေချင်တယ်ဆိုရဲ။ဒါလေးကျခါကြီးနဲ့ဆင်ဆက်ဆက်လာမှာပါပဲ။ကျွန်တော်အဲ့ဒါကိုစဆုံးဖတ်တော့ဘူး။အဲ့မှာပါတဲ့အကြောင်းအရာတွေပြောလို့။အဲ့တော့တေလွန်တော်သူဒါကပလင်ဖြူမှာစီရင်မဲ့အကြောင်းလေးဖြစ်တယ်။တေလွန်တော်သူအကြည့်အနယ်တို့ပလင်ရှိမှရက်နေတယ်ငါမြင်၏စာဆောင်များကိုဖွင့်ထားပြီးပြောတယ်အသက်စာဆောင်ဒီဟူသောအခြားတစ်ပါးသောစာဆောင်ကိုလည်းဖွင့်လေ၏တင်လွန်သောသူတို့သည်မိမိတို့အကျင့်အတိုင်းစာဆောင်နဲ့ရေးထားချက်များနှင့်အညီတရားစီရင်ခြင်းကိုခံရတယ်ကြာကြီးတဲ့အသက်စာဆောင်စီရင်၌မပါဝင်သောသူရှိသမျှတို့ကိုလည်းမိအိုင်ထဲမှာပြစ်ချလေ၏လို့ပြောတယ်မရနာနဲ့မရနာနိုင်ငံကိုလည်းမိအိုင်ထဲမှာပြစ်ချလေထိုးသေးခြင်းကဒုတိယသေခြင်းဖြစ်တယ်လို့ပြောပြထားပါတယ်အဲ့တော့ကျမတို့တည်သွားတဲ့အခါမှာဒီလောကမှာကျမတို့ရခဲ့တဲ့ဘွဲတွေစုတစိတ်တွေ trophy တွေဘာညာခွေကွာတွေ certificate တွေဘာတစ်ခုမှမပါတော့ကျမတို့ ਨੇ ပါသွားမယ့်အရာတစ်ခုပဲရှိတယ်အဲ့ဒါက character ဖြစ်တယ်အဲ့ဒီ character ကျမတို့ ਨੇ ပါသွားမယ်အဲ့ကြောင့်ဖခင်ကကျမတို့ ਨੇ ပါသွားမယ့်အဲ့ဒီ character ကိုခရစ်တော်နဲ့တူစေခြင်းအဲ့ဒါကဖခင်ရဲ့နေခြင်းအဲ့တော့ကျမတို့ character ကိုဘာနဲ့ပြန်ထိတ်လဲဆိုတော့ခုနကကျမပြောသွားတဲ့ self discipline နဲ့ပြန်ထိတ်သွားတာဖြစ်တယ်အဲ့တော့ကျမတို့တယောက်စီမှာရှိတဲ့ character တိုင်းဖခင်ကစီရင်တယ်လို့ပြောတယ်အဲ့တော့ကျမတို့ရဲ့ပန်းနိုင်ဖြစ်တဲ့ထာဝရကာလကိုဆုံးဖြတ်မဲ့အရာဒီကနေ့ကျမတို့စီမှာရှိတဲ့ character ဖြစ်တယ်အဲ့တော့ခရစ်တော်နဲ့ဝိညာဉ်သဘောတူတယ် character တူတယ်ဆိုရင်ကျမတို့နာမည်ပဲမှာပါမယ်အသက်စာဆောင်ဆိုရင်မှာပါမယ်ခရစ်တော်နဲ့ character မတူဘူးငါရဲ့ character ကငါပဲဆိုရင်တော့ကျမတို့ရဲ့နာမည်ဒီအခြားသောစာဆောင်တွေမှာပါသွားတယ်အခြားသောစာဆောင်မှာနာမည်ပါသွားတဲ့လူတွေကပါဖြစ်မယ်ဒုတိယတေခြင်းဆိုတဲ့မရဏနိုင်ငံမှာကဘာစစ်စစ်မြင်ရမယ်အဲ့ဒါကမိအိမ်ထဲမှာဒါဒုတိယတေခြင်းဖြစ်တယ်ဒီလောကမှာတေတာပထမတေခြင်းခဏပဲတေတာကိုတေခြင်းကတော့ဒါထာဝရကာလတေခြင်းကိုပြောတယ်ထာဝရအဲ့တော့အသက်စာဆောင်စီးမှာနာမည်ပါတဲ့သူတွေကတော့ဖခင်ရဲ့ဟိုး ultimate goal ဖြစ်တဲ့ကောင်းကင်ရဲ့မြေကြီးရဲ့အထီးခရစ်တော်နဲ့သူကျွန်တော်တို့ကဘာစစ်စစ်စူးစမ်းတယ်အဲ့တော့ဒီကနေ့ဘာဖြစ်လို့များကျွန်တော်ကျမတို့ကိုဖခင်ကခရစ်တော်နဲ့တူစေခြင်းလဲအဲ့ဒီရွေးချက်ဖြစ်တယ်ကျမတို့ရဲ့ character ကပါသွားမယ်အဲ့တော့ပါသွားမယ်ဒီ character ကိုကျမတို့ပို့ပြီးမှခရစ်တော်နဲ့တူအောင်ဆိုကျမတို့ကြိုးစားဖို့လုပ်ပါတယ်အဲ့တော့အဲ့ဒီပိုင်းကိုကျမတို့မြင်နေချိန်မှာကျမတို့ကြိုးစားဖို့ခွန်အားလေးကျမတို့ပို့ရလာတယ်ကျမတို့ character ကိုကျမတို့ပို့မှပြုပြင်လာတယ်ဒီနံပါတ်3ချက်ကတော့အမေဆိုကျမတို့ပြောနေကြတယ်အဲ့ကျွန်တော်ဒီလောကမှာအစာမစားဘဲနဲ့9ရက်နေရတယ်လို့ပြောတယ်ရေမတောက်ဘဲနဲ့တော့3ရက်တယ်လေမရဘဲနဲ့တော့3မိနစ်လို့ပြောတယ်ဒါကလူသားတွေရဲ့ခန္ဓာပဲအဲ့တော့ကျွန်တော်တို့ယုံကြည်သူတွေပါညှို့လင့်ခြင်းဆိုတဲ့ဟာရှိကိုရှိရကျွန်မဆိုအဖေဆုံးသွားတယ်ကျွန်မအရန်ဝမ်းနေတယ်ကျွန်မစိတ်မကောင်းဘူးဒါကဘာဖြစ်လဲငါအဖေနဲ့ပြတ်တွေ့မယ်ဆိုတာကြီးကအခုတတိကျွန်မဆိုရှိတယ်အခုတတိစဉ်းစားလိုက်တိုင်းစိတ်ချမ်းသာတယ်အဲ့ဒီ hope ကျမတို့စပါအားလုံးရှိတယ်
တနေ့ကျငါတို့အားလုံးပြန်တွေ့ရမယ်ကျမတို့အဲ့ဒီခုနဲ့ကျမတို့တွားနေတယ်အဲ့တော့ကျမတို့ညှို့လိနေတယ်အဲ့ဒီပါနဲ့ငါဘာနဲ့တွေ့တန်လိုက်လို့ပဲကျမတို့ရဲ့ဘဝကိုရှေ့ဆက်ပြီးမှဆွဲဖို့အဲ့ဒီထောင်ရကာလที่ကျမတို့ကိုဆွဲဖို့နေကျမတို့ဘဝဆိုတာတန်ရဆက်ဝိုင်းဖို့ကျမတို့မင်္ဂလာဆောင်ရင်လက်စွပ်ကိုတော့ဝိုင်းနေအစအဆုံးရှိတဲ့ချစ်ချင်းမြတ်တာလို့ပြောတယ်အဲ့ဒါတစ်ခါတာဒါမျိုးဘဝဆိုတာကတန်ရဆက်ဝိုင်းရတယ်ကျမတို့ကဘေကနေစပြီးပါဘေကိုဆုံးပြီးတော့မတိချာမရေရတဲ့နေရာမှာကျမတို့ပတ်ချရည်ကျမတို့သွားကျမတို့ကချစ်တယ်ကျမတို့ကပန်းနိုင်ဆိုရင်ကျမတို့သွားတာဖြစ်တယ်အဲ့တော့ဒီကနေ့အဲ့ဒီပန်းနိုင်ကိုပိုတေးသေးချာချာရှင်းရှင်းလင်းလင်းမြင်ရအောင်ပြောစီတယ်ကျမတို့ကြည့်စေချင်တယ်ဒီကျမတို့ယုံကြည်သူတိုင်းကိုမိကတီချင်းရပြီလားဒါလေးလားပြောနေတယ်မင်းယုံကြည်တယ်ဆိုရင်မင်းရဲ့ statement of faith ကပါလဲဆိုကျမတို့စဉ်းစားလို့ဒီကျမတို့တယောက်ချင်းစီစဉ်းစားကြည့်အောင်ကျမမေးသွားတဲ့မိကုန်းလေးကိုကိုယ့်ကိုတယောက်ပြန်ပြီးတော့ဖြေကြည့်စေချင်တယ်ပြီးတော့ဒီမှာတို့တယောက်စီမှာငါဘုရားကိုယုံကြည်တယ်ငါရဲ့ယုံကြည်ခြင်းဟာဘာဆိုတဲ့ထုတ်ပြန်ကြည့်ရချက်ကတော့ကျမတို့ဆီမှာရှိတယ်လို့ကျမယုံကြည်ပါတယ်နံပါတ်1မိကုန်းကတမန်ကျစာတော့ပတ်တော်ဆိုတာကိုယ့်အတွက်ဘာလဲကျမတို့တယောက်ချင်းစီဖြေကြည့်အောင်နံပါတ်2ဖျားတခင်ကိုဘယ်လိုယုံကြည်လက်ခံထားနံပါတ်3ခမဲတော်တားတော်တန့်ရှင်တော်ဝိညာဉ်တော်ကိုဘယ်လိုယုံကြည်လက်ခံနံပါတ်4အပြစ်ကဲ့တင်ခြင်းနဲ့တည်ငောင်းအဲ့ဒါတွေကိုကိုဘယ်လိုသိထားတယ်ကိုဘယ်လိုနားလည်ထားတယ်ကိုဘယ်လိုယုံကြည်ထားတယ်နံပါတ်5ခရိယာအသက်တာရှောက်လန်းခြင်းကိုဘယ်လိုနားလည်တယ်ခရိယာအသက်တာရှောက်လန်းခြင်းဆိုတာဘာကိုဆိုလို့တယ်အဲ့ဒီမျိုးလေးကိုကြည့်ကြည့်အောင်နံပါတ်6နောက်ဆုံးလေးကိုကြည့်ပါမယ်ဝိညာဉ်အသက်တာခရီးနဲ့ပန်းနိုင်တာဘာကိုပြောချင်တာလဲပြီးတော့ညှို့နှင်းချက်ကပါလဲဆိုတော့ကျွန်တော်တို့ကိုယ့်ဘာကိုဖြည့်ကြည့်အောင်ဒါတွေကကိုယ့်ရဲ့ statement of faith ကဲတီချင်းရပြီလားမရဘူးလားဆိုတော့ဟာကလာမပြောနဲ့တော့အဲ့ဒါကအဝေးကြီးမှကြံနေတယ်ခရစ်တော်ဖျားကိုယုံကြည်လက်ခံတဲ့နေ့ကစပြီးတော့ကျွန်တော်တို့ကဲတီချင်းရတယ်အခုကျွန်တော်တို့ပြောရမှာက statement of faith ငါယုံကြည်တဲ့အရာဒါဒီလိုတွေကြောင့်လို့ငါဘယ်လိုယုံကြည်လဲဆိုတော့ကျွန်တော်တို့ရှိကျွန်တော်တို့ ultimate goal ကိုမတော်ခင်မှာဒီလောကမှာအခုကျွန်တော်တို့အားလုံးယုံကြည်သူတွေညှို့လစ်နေတဲ့အရာတွေနောက်တစ်ခုရှိနေတယ်အဲ့ဒါပါလေဆိုတော့ခရစ်တော်ဒုတိယကျင့်ကြွလာတယ်ကျွန်တော်တို့ယုံကြည်သူတွေကိုစုသိမ်းတယ်အဲ့ဒါကျွန်တော်တို့အားလုံးညှို့လစ်နေတဲ့အရာတွေတစ်ခုဖြစ်တယ်ဒါပေမဲ့အဲ့ဒီချိန်ဘယ်သူလဲဆိုတော့မသိဘူးခရစ်တော်လည်းပြောတယ်သူလည်းမသိမသိပဲနဲ့ညှို့လစ်ပြီးစောင့်နေရတယ်ဆိုတော့တကယ်တော့ရတာရှိတယ်ဘုရားကလည်းအဲ့ဒါမျိုးလိုချင်လို့ဖြစ်ပါတယ်စဉ်းစားကြည့်ကျမတို့ဘယ်အချိန်မှမသိဘူးညှို့လေးကြီးမှကျမတို့စောင့်နေရတယ်ကျမတို့ကိုအဲ့ဒီအရာအများကြီးခွန်အားပေးတယ်အဲ့ဒီအရာကျမတို့ကိုအများကြီး energy ပေးတယ်ငါတို့အများကြီးအစီအစဉ်ဖြစ်နေရမယ်အချိန်အတိအကျတိကျလေးလူကပြီးတော့ဖန်ခတ်လာရင်ဟွာဖြစ်လို့ဒီဟာဖြစ်လို့ကျွန်တော်မသိနိုင်တဲ့အချိန်မှာကျမတို့ပြင်ဆင်မှုအများကြီးအစီအစဉ်ဖြစ်နေဖို့အတွက်ဘုရားကကျမတို့ကိုအဲ့ဒီညှို့လေးချက်ဆိုတဲ့အဲ့ဒီအရာကျမတို့ပြန်ပြီးမှ energy ပေးတယ်ကျမတို့ပြန်မှခွန်အားပေးတဲ့အရာဖြစ်တယ်အဲ့တော့ကျမတို့ spiritual ကိုတွားတဲ့အချိန်မှာဘုံကနေကျမတို့တွားလို့သစင်းကြီးစလေလေပြတက်သွားရတာဥပမာကိုကပြထန်တခုခု accident ဖြစ်လို့ဆေးရုံမှာခွဲစိတ်ခန်းမှာရောက်ပြီးကြည့်ပေါ်မှာပတ်တိလေးများနေရောက်နေတယ်ဆိုတော့အဲ့ချိန်မှာကိုကတော့ဟာပြောလေးချက်ထားတယ်မနဲ့ချက်မှာငါမာရသွန်ပြေးပွဲကိုဝင်နိုင်ရမယ်လို့စဉ်းစားရမရဘူးလေကိုကဒီမှာဆေးရုံမှာအဲ့ဒါဒီအဝေးကြီးကိုတော့မတွေးနဲ့ဘာအရင်တွေးရမလဲမနဲ့ပြန်တော့ငါဒီကူပေါ်မှာထားထိုင်နိုင်ရမယ်ဆိုလေးစဉ်းစားထားထိုင်နိုင်ပြီဆိုပါဖြစ်တယ်နောက်တည့်ရဟုတ်ပြီငါဒီနေ့ငါမတက်ရနိုင်အောင်ငါစူးစမ်းမယ်မတက်ရရမယ်ပြီးမှဖြစ်တယ်ငါခြေလမ်းတစ်လားပြီးတစ်လားငါဒီအခန်းကလေးထဲမှာပေါ့နော်ဒီဆေးရုံခန်းလေးထဲမှာဒီနားမှာထိုင်နိုင်တော့မယ်ပြီးမှပါဖြစ်တယ်ကြီးဖို့ဆိုတာဟုတ်အဝေးကြီးမှာဒါမှမဖြစ်လေအရင်ဆုံးထားထိုင်နိုင်မယ်မတက်ရနိုင်မယ်လမ်းလျှောက်နိုင်မယ်ကြီးထိုင်မယ်အခုကျမတို့ရဲ့ spiritual ကလေတယောက်နဲ့တယောက်နဲ့မတူဘူးနော်ကျမလည်းမသိဘူးအတူဘလောက်လဲဆိုတော့မသိဘူးအဲ့တော့ကိုယ့်အခြေအနေမှာကြည့်ပြီးမှကိုကတွားရအောင်သူများအခြေအနေနဲ့တွားနိုင်ပြီးတွားလိုက်ကိုကတက်လို့မကောင်းရင်ပြလက်လာမှာပဲအဲကြောင့်လို့ကိုယ့်အခြေအနေနဲ့ကိုတွားရဥပမာကိုကျန်းစာမဖတ်ဘူးဆိုတော့ဥပမာပြောတာနော်ကျမဘယ်သူဖတ်လဲမသိဘူးဥပမာကိုကျန်းစာမဖတ်ဘူးဟာဟုတ်ပြီငါဒီနေ့ကနေစမှငါကျန်းစာမဖတ်တော့မယ်ဆိုတော့ဗျာဒိတ်ကျန်ကြီးကဖတ်လိုက်တယ်ဆိုတော့မလီဘူးအိုင်နာအကောင့်လေးဂျိုးလေးကြည့်ပြီးမပလက်လိုက်တော့ဟာဘာလဲမသိဘူးနော်
အဲ့လိုမျိုးအဆင့်ကလေးမှာကျွန်မပြောချင်တာနော်ဟိုကဘောဟိုဒီတမတိချမ်းလေးကနေတော့မဟုတ်ဘူးကရောဟန်လေးလိုမျိုးပေါ့နော်လူတွေလေးကနေအရင်လေးကိုဖားပြီးမှဟိုဆင်ချင်းအောင်မိပဲနောက်ပိုင်းဖတ်ရင်လည်းတရှိလုံးမြင်တော့ကိုလမ်းပြတဲ့ချိန်မှာကိုဒါနားလေလာတဲ့အားလေးရှိတယ်။ဥပမာကိုစုတောင်းချင်းမှာအားနေတယ်။အဆုလည်းမတောင်းဘူး။ဟာဒီနေ့စားစုတောင်းတာတော့ပဲငါတောင်းတယ်။ဟုတ်ဘူးငါစုတောင်းတော့မယ်။ဟုတ်ပြီငါမနေ့ဖျားစားပြီးတော့ငါ2နာရီခွဲလောက်ငါဒူးထောက်ပြီးစုတောင်းမယ်ဆိုမှအားရကြီးလို့မှဒီနေ့တည်းရဟာ2နာရီကတော့ရှိသေးပါတော့မလည်းပြီးတော့အောက်ဆိုင်လည်းကိုပြောရတယ်။နော်ဒူးတွေလည်းရောင်းလာတယ်။ဘာဖြစ်လဲတက်လုံးမကောင်းဘူးလေ။ခုနရဲ့အပြေးသမားလိုမျိုးမလိကျင့်ထားဘူး။ကြိုင်ဝဲဝင်ပါမယ်ဆိုမှအရင်လိကျင့်ရမှာ။ဘာမှမလိကျင့်ထားမနဲ့ဆိုဝုန်းကနေဖြစ်နေတာ။အဲ့လိုမျိုးရှောက်ပြီးကမှုကရှုလို့မရဘူး။တစ်စင်းကြည့်သွားဟာခုနှစ်ရက်ရှိတယ်။ဒီနေ့ကနေရတော့ငါသူ့အတွက်တောင်းတယ်။အင်္ဂါနေ့ကတော့သူ့ရဲ့သဘောကဒါတော့တယောက်ချင်းစီနဲ့ပဲဆိုင်တဲ့အရာလေးပါ။အဲ့တော့ကျမတို့သွားမယ်ဆိုရင်လည်းကိုယ့်ရဲ့အားနည်းချက်ကလေးကိုအရင်ပြင်ဆင်ဒီမှာဖြည်းဖြည်းချင်းသွားဖို့ကျမပြောချင်တာဖြစ်တယ်။စိတ်မလောဖို့တအားကြီးပေါ့နော်မလုပ်လိုက်ဘူးအပ်ပါလေလို့တက်လို့မကောင်းရင်ကျမတို့လေးကြတတ်တယ်။ enough ကိုမှရှိလဲဆိုအရာအဝေးကြီးမှာတော့လုပ်လိုက်တဲ့ချိန်ကြတော့တာဝန်ဆိုတာဟာဖြစ်သွားတယ်။စုပါလေတောင်းလို့ရမယ်မတောင်းရင်မရဘူးတာဝန်လို့လုပ်ရတယ်။ကြားစာဖတ်တာလေတာဝန်လို့ဖတ်နေတာဘလို့မှမပြောဘူး။ကျမတို့ကဟိုဖျားနဲ့အချိန်ယူရတဲ့ဟာလေးကိုအရင်ပြောဖို့လိုတယ်။အဲ့ဒီအချိန်လေးကကိုယ့်တို့အရင်တောင်းဖို့ရှိတဲ့အချိန်လေးဖြစ်ဖို့လိုတယ်။ကြားစာဖတ်ရတယ်လေအရသာရှိလိုက်တာဆိုတဲ့ဟာမျိုးလေးနဲ့တော့ဖြစ်ရတယ်။လို့တာဝန်ကြီးနဲ့ဖတ်နေတာဆိုတာဟိုပုံပြင်ဖတ်တယ်လို့မျိုးရာဇဝင်ဖတ်တယ်လို့တမိုင်းဖတ်တယ်ဟာတိလာတမိုင်းပဲငါဖတ်နေတာဆိုဖြစ်သွားမှာအဲ့တော့ကျွန်တော်တို့ဖျားတဲ့အခြေအနေရတဲ့အခါကိုဖတ်ရတာစုတောက်ရတာဘာပဲဖြစ်ပေါ်တော့ကိုယ့်ရဲ့အခြေအနေကိုအရင်တုံးတက်ပြီးမှကျွန်တော်တို့ဒီပြေးသွားဖို့လိုအပ်ပါတယ်လို့ကျွန်တော်နောက်ဆုံးအချုပ်အနေနဲ့ကတော့ကျွန်တော်တို့ယုံကြည်ခြင်းပန်းတဲ့မျိုးသွားနေတဲ့အချိန်မှာကျွန်တော်တို့ဘယ်လောက်အပြည့်မြန်တယ်လို့တော့ဖျားလို့မေးဘူးဘာလို့လဲကျွန်တော်တို့ finish line ကတယောက်နဲ့တယောက်ကျွန်တော်တို့ဖြည်းဖြည်းမှန်လေးပဲပြရမှာဘာလို့ဆိုနီးနီးလေးပို့ပြီးတာကျွန်တော်တို့တက်လို့ဟိုတည်တဲ့အထိကျွန်တော်တို့တွားရမယ်ဖြစ်တယ်အဲတော့ကျွန်တော်တို့တက်လို့ကောင်းရမယ်ကျွန်တော်တို့ကိုရင်းပယ်နိုင်ရတယ်ခုနရဲ့အဖွင့်ချက်ချက်မှာသူတပားကိုဆုံးမပြီးမှကိုယ်တိုင်ချိုးတိုးသူမဖြစ်ရတဲ့အကြောင်းကိုယ့်ကိုထိုးလို့နှိမ့်ဆက်တယ်အဲ့တော့ကျွန်တော်တို့ကသူများကိုအားပြီးဆုံးမရတယ်ဘယ်ဟာထက်ကျွန်တော်တို့ရဲ့ကိုယ့်ရဲ့အသက်တာကပုံတက်ပြီးပြန်ကျွန်တော်တို့ပုံမှန်စူးစမ်းရတယ်ကိုအရင်အနာခိုင်းမှာကိုထိုးတယ်ဆိုတော့အဲ့ဒါကိုပြောတာကိုစူးစမ်းရမယ်ပုံတက်ပြီးပြန်ပြီးမှငါဆိုတဲ့ဒီအတောက်လေးကျွန်တော်တို့ချိုးဖြတ်နိုင်ရမယ်ကျွန်တော်တို့ရုပ်ပတ်တယ်ကျွန်တော်တို့နော် self discipline ကောင်းတယ်ကျွန်တော်တို့တွားတဲ့အချိန်မှာကျွန်တော်တို့ဖျားတတ်မှတ်ထားတဲ့အာချင်းကိုကျွန်တော်တို့ရမှာဖြစ်ပါတယ်လောကမှာချမှတ်ထားတဲ့ပတ်နိုင်ကြီးကတော့ကိုဘက်ကကိုလုံနိုင်တဲ့ဟာကိုကျွန်တော်တို့အရင်ကြိုးစားလုပ်ကြလို့ဖြစ်တယ်ဖျားမပါရင်မရတဲ့အရာတွေကိုဖျားစီမှာတောင်းခါမှာဖျားရဲ့တကိုးတော်နဲ့ကျွန်တော်တို့အဲ့ဒါတွေကိုအရာရှိဖြစ်ပါတယ်ကျွန်တော်တို့တွားနေတဲ့ ultimate goal ဟိုမှာခုကလေးစဉ်းစားပြီးမှကျွန်တော်တို့ကြိုတင်ပြီးမှဝမ်းသာတဲ့စိတ်နဲ့ကြီးစုတင်တဲ့စိတ်နဲ့ကျွန်တော်တို့တူသွားဖို့ဖြစ်ပါတယ်ကျွန်တော်တို့ခရစ်တော်နဲ့တူတဲ့ character မှာကျွန်တော်တို့ရဲ့အသက်တာဟာအလင်းအဖြစ်ဒီလောကမှာကျွန်တော်တို့ရောက်စီတိုင်းတူတူပြောကြပါစို့ဒါနဲ့ပြောစီတိုင်းပြန်ပြီးကောင်းချင်ပါတယ်